မိမိရလေဘလောက်ပဲကောင်းကောင်းအနီးကပ်နေတဲ့သူပုတ်တိုးနေမိမိလည်းပုတ်တိုးတတ်ပါတယ်တဲ့ဒါကြောင့်လေရှေးလူကြီးမိဘဆရာတွေကဆုံးမတဲ့အခါမှာလူကိုကြည့်ပေါအပူမီမကူးစေနဲ့သူများပြဿနာကိုပြဿနာမဖြစ်စေနဲ့သူ့တန်ရာကိုတန်ရာမဖြစ်စေနဲ့မကောင်းတာတွေ့ရင်ပြောဆိုဆုံးမလမ်းပြပေးလိုက်ပါတဲ့သူလက်မခံရင်ဆက်ပြီးမပေါင်းနဲ့အနီးကပ်နေတဲ့သူဟာမိမိကိုဒုက္ခပေးတတ်သူမှုအရှမ်းကိုအရေးကြီးပါတယ်မိမိနဲ့အနီးဆက်ဆုံးနေသူဟာအပုတ်လားအတိုးလားကူးဆက်ယောဂါတယ်လားဆိုတာကိုလေကြည့်တတ်ဖို့အရှမ်းကိုလိုပါတယ်စင်းရဲချမ်းသာတာကအရေးမကြီးပါဘူးဇာရိတကောင်းမှုကအယမ်းကိုအရေးကြီးပါတယ်ဒါမှလေမိမိရဲ့ဘဝကိုမိမိစိတ်တိုင်းကြပုံဖော်ထုစစ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်ကိုပေါင်းတဲ့အပေါင်းအသင်းဟာအပုတ်တူမဖြစ်ပါစေနဲ့